သွားသူအဖေရဲ့ခေါ်ကြည့်ပြီးမဲ့ဟိုအဝေးရောက်နေနှစ်တွေအကြာကြီးခွဲသွားလာအဖေတာရင်ထဲမှာအဖေကိုတန်တာမျက်ရည်တွေဝေးအဝေးရောက်နေတဲ့ဖေရဲ့မိသားစုစုံလင်တဲ့ထမင်းဝိုင်းလေးကိုတတိယမိသေးတယ်သွားသူအဖေရဲ့ခေါ်ကြည့်ပြီးမဲ့ဟိုအဝေးရောက်နေနှစ်တွေအကြာကြီးခွဲသွားလာအဖေတာရင်ထဲမှာအဖေကိုတန်တာမျက်ရည်တွေဝေးအဝေးရောက်နေတဲ့ဖေရဲ့မိသားစုစုံလင်တဲ့ထမင်းဝိုင်းလေးကိုတတိယမိသေးတယ်နေပူမရှောင်မူရွမရှောင်လုံကျွေးခဲ့တဲ့အဖေကိုတနာတယ်မိသားစုဝန်စားရေးအတွက်ကြိုးစားရုံကအဖေငွေရှာတယ်ပြပန်းသမျှကိုအပြုံးမပြတ်ပဲနဲ့အဖေရှာကျွေးတဲ့အဖေကိုတအမြဲတမ်းလွန်နေတယ်ဖြစ်နိုင်ရင်အဖေရဲ့သားတို့ရောကလေးရောအောင်ပြန်ခဲ့အဖေဟိုအဝေးစီမအဖေတယောက်တော့ကျမ်းမာပါစေအဖေမြတ်သားတရားကိုအဖေနဲ့ဝေးမှသိလဲရတယ်ပြန်ခဲ့ပါတော့လားအဖေရဲ့လွမ်းနဲ့အဖေရဲ့သားတို့ရွာကလေးရောက်အောင်ပြန်ခဲ့အဖေထွက်ခွာသွားသူအဖေရဲ့ခေါ်ကြည့်ပြီးမဲ့ဟိုအဝေးရောက်နေနှစ်တွေအကြာကြီးခွဲသွားလာအဖေတာရင်ထဲမှာအဖေကိုတန်တာမျက်ရည်တွေဝေးအဝေးရောက်နေတဲ့ဖေရဲ့မိသားစုစုံလင်တဲ့ထမင်းဝိုင်းလေးကိုတတိယမိသေးတယ်နေပူမရှောင်မူရွမရှောင်လုံကျွေးခဲ့တဲ့အဖေကိုတနာတယ်မိသားစုဝန်စားရေးအတွက်ကြိုးစားရုံကအဖေငွေရှာတယ်ပြပန်းသမျှကိုအပြုံးမပြတ်ပဲနဲ့အဖေရှာကျွေးတဲ့အဖေကိုတအမြဲတမ်းလွန်နေတယ်ဖြစ်နိုင်ရင်အဖေရဲ့သားတို့ရွာကလေးရောက်အောင်ပြန်ခဲ့အဖေဟိုအဝေးစီမအဖေတယောက်တော့ကျမ်းမာပါစေအဖေမြတ်သားတရားကိုအဖေနဲ့ဝေးမှသိလဲရတယ်ပြန်ခဲ့ပါတော့လားအဖေရဲ့လွမ်းနဲ့အဖေရဲ့သားတို့ရွာကလေးရောက်အောင်ပြန်ခဲ့အဖေလွမ်းနဲ့အဖေရဲ့သားတို့ရွာကလေးရောက်အောင်ပြန်ခဲ့အဖေ